လူတချမ်းပရိသတ်များမင်္ဂလာပါအခုကျွန်တော်ပြမဲ့အမျိုးအစားလေးတွေကတော့ခရင်အမျိုးအစားလေးတွေကိုရိုက်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့မှာခရင်တွေအမျိုးမျိုးလှုပ်ပုံလုပ်နည်းတွေရှိတယ်အခုကတော့ဒါဘတ်တာခရင်နဲ့ပတ်သက်ပြီးတော့လုပ်မဲ့ဟာကြီးပေါ့နော်ဘတ်တာခရင်ကတော့ကျွန်တော်တို့ဒီနိုင်ငံတကာပုံစံအမျိုးမျိုးနဲ့ရိုက်တာတွေရှိတယ်အီတာလီယန်ဘတ်တာခရင်တို့ Swiss ဘတ်တာခရင်တို့ French ဘတ်တာခရင်တို့ဂျာမန်တို့ American တို့ဒီလိုဘတ်တာခရင်တွေပေါ့နော်နာမည်ကြီးရဲ့ဟာတွေအများကြီးရှိတယ်ဒါပေမဲ့လက်ရှိလူသုံးများတာဒီအီတာလီယန်ဘတ်တာခရင်တွေသုံးတယ် Swiss Marine ဘတ်တာခရင်တွေသုံးတယ်နောက်တစ်ခုက American ဘတ်တာခရင်တွေသုံးကြတယ်ဒါကြောင့်မလို့ကျွန်တော်အခုဒီအီတာလီယန်ဘတ်တာခရင်ကိုပေါ့အဓိကထားပြီးတော့ပြန်ပြီးတော့တင်ပြချင်ပါတယ်နော်အဲ့တော့အရင်ဆုံးဘာစလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီကြက်ဥကိုအနည်းနဲ့အကာခွဲဖို့ပဲဖြစ်တယ်အဲ့တော့အနည်းနဲ့အကာခွဲတဲ့အချိန်မှာအကာတန်တန်လေးဖြစ်ဖို့လိုတယ်အများဖြစ်မားနိုင်တာကျွန်တော်တို့အကာတွေတန်တန်ချင်းချင်းမကင်နိုင်ဘူးဆိုရင်အဆင်မပြေဘူးအဲ့တော့အကာကိုကျွန်တော်တို့ကင်တော့မယ်ဆိုလက်တွေကိုတန်တန်လေးတစ်ရှူနဲ့ကျွန်တော်တို့ဒါတုပ်ပြရမယ်နော်ဒီဆိုလို့မရဘူးဂျုံတွေပါလေပေလို့မရဘူးနောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီအကာထဲမှာအနှစ်လုံးဝဝင်လို့မရဘူးပေါ့နော်နောက်တစ်ချက်ကကြက်ဥကာသုံးမဲ့ခွက်တွေတန်တန်ရှင်းရှင်းဖြစ်ဖို့လိုတယ်ကျွန်တော်တို့ဒီရိုက်မဲ့ဆက်တွေလည်းအဲ့ဒီလိုပဲနော်ဒီဘိုးတွေအားလုံးတန်တန်ရှင်းရှင်းဖြစ်ရမယ်ဒီ whip တွေတန်တန်ရှင်းရှင်းဖြစ်ရမယ်ဒီညမှာတန်တန်ရှင်းရှင်းဆိုတာကျွန်တော်တို့ဒီလိုရေဆေးပြီးတော့တန့်ရှင်းတာပြောမဟုတ်66တွေ့တွေ့ဖြစ်ဖို့လိုတယ်နော်တကယ်လို့မတန့်ဘူးဆိုရင်အထဲထဲမှာတစ်ခုခုပေးနေတယ်ဆိုရင်ကျွန်တော်တို့ကြက်ဥကာခရင်ကိုဖြစ်မလာတော့အရေးအတိုင်းပဲဖြစ်နေပါအောင်เนาะဒါကြောင့်မလို့ကျွန်တော်တို့ကဒီဟာလေးကိုပထမဆုံးအနေနဲ့သတိထားဖို့လိုအပ်ပါတယ်အနှစ်ကတော့ကိစ္စမရှိဘူးသုံးလို့ရအဲ့တော့ကြက်ဥကခွဲပုံခွဲနည်းတော့အများကြီးရှိတယ်ကျွန်တော်တို့ဒီမှာဒါတစ်မျိုးခွဲပြတာအောင်เนาะအဲ့ဒီလိုအခွန်လေးတွေနဲ့ပြန်ပြီးတော့ဟိုးဘက်ဒီဘက်သွားလို့လည်းရတယ်เนาะအနှစ်ကဟိုးဘက်သွားလိုက်အကာဒီဘက်သွားလိုက်အဲ့ဒါပြီးမှအနှစ်ကိုဒီရဲထည့်မယ်เนาะနောက်တစ်နည်းကတော့ကျွန်တော်တို့ဒီလိုလုပ်ပြီးတော့လက်လေးနဲ့ဒါမျိုးခွဲလေးရပါတယ်အကာတွေကိုဒီလိုလေးလက်လေးချဲလိုက်ခြင်းအားဖြင့်ကျဲဥကာတွေအောက်ကိုစိတ်ပြီးတော့ကျပါမယ်ပြီးတော့ကျဲဥကာတွေဒီလိုကတ်နေလို့ရှိရင်လက်လေးနဲ့ဒီလိုညှပ်ပြီးတော့ဖြတ်လို့ရတယ်နော်ဒါပြီးမှအနှစ်ကိုတီးတန့်ဒီလိုပြန်ထည့်ပြရမယ်အဲ့တော့ကျွန်တော်တို့ကျဲဥအလုံးအကြီးအသေးပေါ်မူတည်ပြီးတော့သူ့ရဲ့ weight ကလည်းရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်အခုတော့ကျဲဥသေးလို့ကျွန်တော်9လုံးသုံးနေမယ်တကယ်သုံးရမှာကျွန်တော်တို့ကြက်ဥအကာဘယ်လောက်ဂရမ်ဖြစ်မလဲဆိုတော့60 gram ပေါ့နော်60 gram ဖြစ်ရမယ်အဲ့တော့ဒီတကြားရဲ့ရေရဲ့စားရဲ့ကိုကျွန်တော်တို့အရင်ကြိုမယ်ဘယ်တိုင်းတာထိကြိုမလဲဆိုတော့ကျွန်တော်တို့ soft ball steak ပေါ့နော် soft ball steak လို့ခေါ်တဲ့အနေအထားမျိုးရအောင်ကြိုပေးရမယ် soft ball steak ဆိုတာဒီ thermometer နဲ့တိုင်းရင်115 degree centigrade ဝန်းကျင်လောက်ရှိရင်ထည့်လို့ရပါတယ်တကယ်လို့ thermometer မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုရေခွက်လေးကိုဘေးမှာစောင့်ထားမယ်နော်အဲ့တော့ပွက်ပွက်ဆူလာတဲ့နောက်ပိုင်းမှာဘာလုပ်မလဲဆိုတော့တကြားရည်လေးကိုကျွန်တော်တို့ဒီရေအေးထဲမှာတစ်စက်ထည့်ကြည့်မယ်ထည့်ကြည့်ပြီးတော့ကျွန်တော်တို့လက်လေးနဲ့လိုက်ဆန်းမယ်ဆန်းလို့ဒီတကြားရည်ဟာခဲခဲလေးနဲ့ကျွန်တော်တို့ဆန်းလို့မိမယ်လက်မှာဒါမျိုးလုံးကြည့်လို့ဘောလုံးလေးလိုဖြစ်နေမယ်ဆိုရင်ဒါ soft ball steak လို့ခေါ်ပါတယ်အဲ့ဒီအချိန်ဆိုလို့ရှိရင်ကျွန်တော်တို့သုံးလို့ရပါပြီအဲ့တော့ဒီလိုတကြားရည်ကြိုထားတဲ့အချိန်မှာကြက်ဥကာကိုလည်းကျွန်တော်တို့အစင်သစ်လုပ်ထားဖို့လိုတယ်ကြိုတဲ့အချိန်မှာဒီလိုနည်းမွေလို့ရတယ်တောက်လျှောက်ကြီးမွေစရာတော့မလိုဘူးဒီဟာလေးကိုနည်းနည်းပြင်းပြင်းလေးပြန်ထားမယ်ဖွက်ဖွက်ဆူလာတဲ့အချိန်မှာကြက်ဥကာကိုကျွန်တော်တို့စကြိုက်လို့ရပြီအဲ့တော့ thermometer နဲ့တိုင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့115 degree centigrade မှာရှိမယ်အဲ့လိုအနေအထားမျိုး thermometer မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဇွန်းလေးနဲ့ရေအေးထဲကိုတကြားရည်လေးကိုတစ်ဆက်ထည့်ကြည့်မယ်ထည့်ကြည့်ပြီးတော့ကျွန်တော်တို့ဒီလိုဖမ်းကင်လိုက်လို့လုံးလုံးလေးဖြစ်နေမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ soft ball steak ဖြစ်ပါပြီကြက်ဥကဒါမျိုးအမြုပ်ထပြီးတော့ဖြူလာတယ်နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီလို soft ball steak ဖြစ်တဲ့တကြားရည်ပူကိုကြက်ဥကထဲလောင်ထည့်ပြီးအောင်တော့ဒီလို line လေးတွေလိုဝေ့လာလို့ရှိရင်ဒါကျွန်တော်တို့ပြန်ပြီးတော့ဆန်းကြည့်လို့ရတယ်မရင်းကဒီလိုပုံစံလေးတွေရှိရမှာပေါ့နော်ဒီလိုချွန်ချွန်လေးတွေကြက်တူလေးနှုတ်ဒီလိုဖြစ်နေမယ်လက်နဲ့ဆွဲကြည့်မယ်ဆိုလို့ရှိရင်လည်းဒီလိုတန်းတန်းလေးတွေဖြစ်နေရတယ်
ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မရင်းကကုန်းလို့ရပါတယ်ကျွန်တော်တို့ဒီမရင်းကအစင်သစ်ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘတ်တာတွေကိုတုံးချင်းပေါ့နော်တိတိလေးတွေလုပ်ပြီးထည့်မယ်အဲ့တော့ဒီထောပတ်အနေအထားမျိုးဟာဒါမျိုးလေးနှိပ်လိုက်ရင်မပြော့မမာလေးဖြစ်ရမယ်အရန်ပျော်လို့လည်းမရဘူးအရန်မာလို့လည်းမရဘူးအဲ့တော့ဒီထောပတ်ကိုကျွန်တော်တို့ကတစ်ခါထည့်ရင်တိတိလေးတွေအတုံးလေးတွေနည်းနည်းထည့်သွားမယ်စက်ကိုလည်း high speed နဲ့ကျွန်တော်တို့ရိုက်နေရမယ်အဲ့တော့ကျွန်တော်တို့ဒီ butter cream ကိုရိုက်နေတဲ့အချိန်မှာပေါ့နော်ဒီလိုဘေးတွေမှာတစ်ချက်ပြန်ပြီးတော့ spatula လေးနဲ့ပြန်သတ်ချဖို့လိုတယ်အဲ့ဒါမှထောပတ်နဲ့ဒီကျဲဥအကာတွေအားလုံးရောသွားအောင်ပေါ့နောက်ပြီးနောက်10မိနစ်လောက်ပြန်ရိုက်မယ်ဒီကျွန်တော်တို့ဒီအနှံ့ပေါ့နော် vanilla essence ကိုထည့်ပါမယ် vanilla essence တို့ butter essence တို့ကိုသုံးတဲ့အမျိုးအစားပေါ်မူတည်တော့ကိုကြိုက်တဲ့အနှံ့တွေထည့်သုံးလို့ရပါအဲ့တော့အခုဆိုရင်ဒီ Italian butter cream တွေကအသုံးပြုလို့ရတဲ့အဆင့်ကိုရောက်ပါပြီကိုလိုချင်တဲ့အရသာတွေထည့်လို့ရပါတယ်ဥပမာ strawberry ဆိုရင် strawberry အရောင် strawberry အနှံ့ပေါ့ coffee ဆိုရင်လည်း coffee ပြည့်လေးဖြော်ပြီးတော့ထည့်လို့ရမယ် chocolate တွေပါတယ်လိုချင်ရင်လည်း chocolate အရေးဖြော်ပြီးတော့ကိုကြိုက်တယ်လို့သုံးလို့ရပါတယ်ကြိုက်တဲ့အတိုင်းဒါပဲတိုင်းတာလဲဆိုတော့ကျွန်တော်တို့ဗတာကျွန်တော်တို့လက်မှာကတ်နေမယ်ပထမပိုင်းမှာရိုက်တဲ့အချိန်မှာနည်းနည်းလေးပျော့လေးအရေးလိုဖြစ်ချင်မယ်ဒုတိယပိုင်းမှာတဖြည်းဖြည်းဆက်ရိုက်လို့ရှိရင်ခဲလာမယ်ကျွန်တော်တို့ဒီလိုလိုပေါ့ဒီမိုးတိမ်ထိုက်လေးတွေလိုအဲ့ဒါမျိုးလေးတွေဖြစ်လာတယ်အဲ့ဒီအချိန်မှာပြန်ပြီးတော့စမ်းကြည့်လိုက်လက်မှာကတ်နေမယ်ပြန်မစင်းတော့ဘူးဆိုလို့ရှိရင်ဒါသုံးလို့ရပါတယ်အခုလည်းဒါသုံးလို့ရတဲ့အနေအထားမျိုးမှာရှိပါတယ်အဲ့တော့ဒီ butter cream လေးကိုကျွန်တော်တို့ဒီ room temperature ပေါ့အပြင်မှာထားလို့ရတယ်အပြင်မှာထားရင်တော့ကျွန်တော်တို့10ရက်ပေါ့ရာသီဥတုလေးအေးမယ်ဆိုလို့ရှိရင်တစ်ပတ်လောက်တော့ထားလို့ရတယ်နည်းနည်းကြာလေးသိမ်းရှင်တော့ရေခဲတစ်တာထဲမှာသိမ်းလို့ရတယ်ဒါပေမဲ့သူ့ကိုမထုတ်ခင်မှာကျွန်တော်တို့ဥစားပေါ့မသုံးခင်မှာကြိုပြီးတော့ထုတ်ထားဖို့လိုတယ်နော်ကြိုပြီးတော့တနာရီကြိုထုတ်မယ်ကြိုထုတ်ပြီးမှအဲ့ဒီ cream ကိုမသုံးခင်မှာကျွန်တော်တို့ပြန်ပြီးတော့ whip နဲ့ပေါ့ပြန်မွေဖို့လိုပါဒါရေရှည်အကြာကြီးသိမ်းရှင်တော့ deep freezer ထဲမှာလည်းသိမ်းလို့ရတယ်ဒါကျွန်တော်တို့3လ4လဒါမျိုးတွေသိမ်းထားလို့ရပါတယ်အဲ့တော့ Italian butter cream ပြီးတဲ့အချိန်မှာကျွန်တော်ဆက်ပြီးတော့ French butter cream ပြုလုပ်နည်းကိုလုပ်ပြပါမယ်အဲ့တော့ပြင်သစ် butter cream ပေါ့နော်ပြင်သစ် butter cream နဲ့ Italian butter cream ကြားထဲမှာကွာခြားမှုကတော့ Italian butter cream ကကျွန်တော်တို့အကာနဲ့ရိုက်တယ်ပြင်သစ် butter cream ကတော့ဖြစ်ရင်အနှစ်နဲ့ရိုက်တယ်ပေါ့နော်ကြားရည်ကျူတာတော့ soft ball steak အတူတူပဲကြားရည်ကျူတာ temperature 115 centigrade ရှိမယ်ကျွန်တော်တို့စမ်းသပ်မယ်ဆိုလို့ရှိရင်ရေအေးထဲမှာပွက်ဆူပြီးတဲ့နောက်မှာကြားရည်ကိုရေခွက်ထဲမှာထည့်မယ်ဒီလိုမျိုးခဲသွားလို့ကင်လို့ရရင်ဒါ soft ball ဖြစ်ပြီးတော့နော်အဲ့လိုဆိုတော့ကျွန်တော်တို့ဒါကွာခြားချက်တစ်ခုကတော့ဗာလဲဆိုတော့ကြက်ဥအနှစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့လောက်ရတာနည်းနည်းလေးပိုလွယ်အရောင်မတူဘူးပေါ့နော်ကြက်ဥအနှစ်ဖြစ်တဲ့အတွက်သူကဒီ custard cream လိုပုံစံမျိုးဖြစ်တယ်အဝါရောင်မျိုးပဲထွက်တာပေါ့နော်အဲကြောင့်အခုကျွန်တော်စပြီးတော့အရင်ဘာလုပ်မလဲဆိုတော့တကြားရဲ့ရေရဲ့စားကို soft ball steak ဖြစ်အောင်ကြိုပါမယ်ရေနဲ့တကြားနဲ့နည်းနည်းရောအောင်မွေလို့ရမယ်တော့ရှောက်မွေစရာမလိုပါဘူးအဲ့တော့ဒီဘက်တစ်ဖက်မှာဘာလုပ်မလဲဆိုတော့ကြက်ဥနှစ်ကိုကျွန်တော်တို့ဆက်ထဲမှာထည့်ထားမယ်အဲ့တော့အခုချိန်မှာဆိုလို့ရှိရင်တကြားရည်ကပွက်ဆူလာပြီးဖြစ်တဲ့အတွက်စပြီးတော့ဒီဘက်ကကြက်ဥနှစ်ကိုစရိုက်မယ်ပြီးရင်ကျွန်တော် soft ball စမ်းမယ်အဲ့တော့ thermometer နဲ့တိုင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့115 degree centigrade မှာရှိမယ်အဲ့လိုအနေအထားမျိုး thermometer မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဇွန်းလေးနဲ့ရေအေးထဲကိုတကြားရည်လေးကိုတစ်ဆက်ထည့်ကြည့်မယ်ထည့်ကြည့်ပြီးတော့ကျွန်တော်တို့ဒီလိုဖမ်းကင်လိုက်လို့လုံးလေးဖြစ်နေမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ soft ball steak ဖြစ်ပါပြီအဲ့ဒီချိန်ကျမှကျွန်တော်တို့ဒီတကြားရည်လေးကိုဒီဘက်လေထားတဲ့ကြက်ဥထဲကိုဖြည်းဖြည်းချင်းကျွန်တော်တို့လောင်းထည့်ပေးမယ်ဖြည်းဖြည်းချင်းနဲ့ကုန်တဲ့အထိလောင်းသွားမှာဖြစ်ပါတယ်ဒီဆိုလို့ရှိရင်ကြက်ဥက line လေးတွေဝေ့လာတယ်ပြစ်လေးဖြစ်လာတယ်ဒါကျွန်တော်တို့ကဒီအဓိကဘာလဲဆိုတော့ဘယ်တိုင်းတာထိမူရမလဲဆိုတော့အရန်ပြစ်လေးဖြစ်လာမယ်ပြီးရင်ကြက်ဥအနှစ်အေးလာတဲ့အတိုင်းတာလေးပေါ့နော်အဲ့ဒီအတိုင်းတာရောက်မှကျွန်တော်တို့ထောပတ်ကိုဖြည်းဖြည်းချင်းပြန်ထည့်ပေးရပါမယ်အဲ့တော့ဒါကြက်ဥအနှစ်ကလောလောဆယ်ကျွန်တော်တို့နည်းနည်းလေးစိုက်ဖို့လိုရယ်ဆက်ပြီးတော့သွားလိုက်မယ်နော်တော့ကြက်ဥကကျွန်တော်တို့အခုဆိုရင် line လေးကိုဖြစ်လာတယ်
တဖြည်းနဲ့ပြည့်လာတယ်ဒါလေးကိုကျွန်တော်တို့အဓိကတော့ဟိုပေါ့ပြည့်မယ်နောက်တစ်ခုကခရင်လိုနည်းနည်းလေးအေးသွားမယ်ဆိုရင်ဘတ်တာထည့်လို့ရပါတယ်အဲကျွန်တော်တို့ထည့်တဲ့ဘတ်တာလေးကမပြော့မမာအနေအထားမျိုးဖြစ်နေရမယ်ဒါမျိုးဖိလိုက်ရင်ပေါ့နော်ဒီလိုလေးတွေဖြစ်နေရအရန်အရည်ဖြစ်သွားတာမျိုးမဟုတ်ဘူးတအားမာတာမျိုးမဟုတ်ဘူးနော်ခပ်ပြော့လေးဖြစ်နေရမယ်အဲတော့ကျွန်တော်နည်းနည်းလေးထပ်ပြီးတော့ဒါလေးကိုထပ်ရိုက်မယ်အခုရိုက်တဲ့အချိန်မှာမြင်ရမှာတော့ဘေးနား line လေးတွေလိုဝေ့လာတယ်အဲဒီအနေထားမျိုးဆိုရင်လည်းထည့်လို့ရပါတယ်ဒီလိုပြည့်လေးပေါ့နော်နည်းနည်းတော့စင်းလို့ရတယ်အရန်ဒီလိုကတ်နေစရာတော့မလိုဘူးပေါ့အဲတော့ဒီထဲမှာရိုက်တဲ့အချိန်မှာ line လေးလိုဝေ့လာမယ်အဲဒီလိုအချိန်မျိုးဆိုရင်ဘတ်တာကိုထည့်လို့ရပါဒါတော့ကျွန်တော်တို့ vanilla essence ပေါ့ကျွန်တော်တို့လူချင်းတဲ့ essence လေးတွေထည့်လို့ရတယ်ထောပတ်အနှံ့တွေ vanilla အနှံ့တွေတခြားအနှံ့တွေဆိုရင်တော့ strawberry တို့ဘာလို့ဆိုတော့အကြောင်းမှာရောထည့်ပြီးရတယ်ကျွန်တော်တို့ cream တွေဘာတွေရိုက်ရင်အများအားပဲဒီမှာဘေးတွေမှာကတ်နေတဲ့ထောပတ်တွေကိုဒီလို spatula နဲ့အများအားဆွဲချပြီးဖို့လိုတယ်မဆွဲဘူးဆိုလို့ရှိရင်ကျုပ်အနည်းနဲ့ဒီဘတ်တာလေးမရောဘူးနောက်တချို့ဘတ်တာတွေကဘာဖြစ်လဲဆိုတော့အခဲလေးတွေဖြစ်တဲ့အချိန်မှာကျွန်တော်တို့သုံးလို့အဆင်မပြေအထူးသဖြင့်ဒီ piping bag တွေထည့်ပြီးတော့ညှိတဲ့အချိန်မှာနော်ဘတ်တာအတုံးလေးတွေမပြောဘူးမကြည့်ဘူးဆိုလို့ရှိရင်အဲ့ဒီမှာညှိလို့မရဘူးနော်ဒါတော့ကျွန်တော်တို့ရဲ့ cream လေးတွေကဒီမှာဒါမျိုးလေးပြန်မစင်းတော့ဘူးပေါ့နော်ဒီလိုတိမ်လိုက်လေးတွေလို့ဖြစ်နေမယ်ဒီလိုလေးကင်လိုက်လို့ရှိရင်လုံးဝကတ်နေရမှာပေါ့နော်လက်မှာဒါဆိုလို့ရှိရင်ဒီလိုအလုံးအခဲလေးဖြစ်နေဒါဆိုရင်ကျွန်တော်တို့နေတာတော်ပါဘူးအဲ့တော့ကျွန်တော်တို့ဒီ French butter cream လေးကတော့ကျွန်တော်တို့ဒီကျုပ်ကာနဲ့အကာအစားအနည်းနဲ့လုပ်တဲ့အတွက်ဟိုထွက်လာတဲ့အကြောင်းမတူဘူးနောက်ပြီးတော့ဒီ cream သားလေးလည်းမတူပါဘူးဒီဟာလေးနဲ့ကျွန်တော်တို့ဒီပန်းတွေပါတွေဆွဲမယ်ပိုက်ကွင်းဘက်နဲ့လူချင်းတဲ့ပုံစံလေးတွေညှစ်ကြည့်သုံးလို့ရပါတယ်အကျန်းချောမွေ့ပြီးတော့ကောင်းတဲ့ cream လေးပါတော့ကျွန်တော်တို့ဒီ French butter cream ကိုလည်းအပြင်မှာကျွန်တော်တို့ထားပေးလို့ရပါတယ်အပြင်မှာ room temperature နဲ့ပေါ့နော်ကျွန်တော်တို့10ရက်နှစ်ပတ်လောက်အထိထားလို့ရတယ်နောက်တစ်ခုရေခဲတစ်တာထဲမှာထည့်ထားလို့လည်းရတယ်လနဲ့ချီပြီးထားချင်ရေခဲတစ်တာထဲမှာတိမ်ဖို့လိုတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ရေခဲတစ်တာထဲတိမ်ပြီးတော့ပြန်ထုတ်တဲ့အချိန်မှာသုံးမယ်ဆိုရင်ကြိုပြီးတော့ထုတ်ဖို့လိုတယ်ခဲခဲကြီးကိုဆက်နဲ့ထည့်ပြီးတော့ရိုက်လို့ရှိရင်ဒီဘတ်တာတွေကကွယ်ထွက်တာပေါ့နော်ဘတ်တာတွေကခဲသွားတဲ့အချိန်မှာရေငွေ့လေးတွေလိုထွက်လာတယ်အဲဒီရေငွေ့လေးတွေထွက်လာတဲ့အချိန်မှာဘတ်တာနဲ့ရေငွေ့ကြားထဲမှာပြန်ပြီးတော့မပေါင်းဆက်မိကြဘူးပေါ့ဒါကြောင့်မလို့ကျွန်တော်တို့အပြင်မှာတနားရီလောက် room temperature နဲ့ပြန်ထားမယ်ထားပြီးမှဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမွေမယ်ပြန်ပြီးတော့မွေမယ်နော်မွေပြီးမှကျွန်တော်တို့ပြန်သုံးမယ်အဲဒါဆိုလို့ရှိရင်ခရင်ကပို့ပြီးတော့ချောချောမွေ့မွေ့လေးသုံးလို့အဆင်ပြေပါတယ်အခုကျွန်တော်တို့ Italian butter cream နဲ့ French butter cream လုပ်ပြီးပါပြီဆက်ပြီးတော့ကျွန်တော်တို့ဒီ American butter cream ပေါ့နော်ကျွန်တော်တို့ butter icing လို့လည်းခေါ်တယ်ဒါလေးကိုဆက်ပြီးတော့လုပ်ပြထူးခြားချက်ကတော့ကြက်ဥမပါဘူးပေါ့နော်ကြက်ဥအကာမပါဘူးအနှစ်မပါဘူးအထဲထဲမှာနွားနို့ပါမယ်ဘတ်တာကိုကျွန်တော်တို့ဘတ်တာနဲ့ရှူဂါနဲ့ကတော့ကျွန်တော်တို့အနည်းဆုံးဇက်တူထည့်တာပေါ့နော်ဘတ်တာ 1kg ထည့်ရင်ရှူဂါလည်း 1kg ဒါထက်ပိုထည့်လည်းရတယ်ဟိုဘတ်တာ 1kg ထည့်ပြီးတော့ရှူဂါကို 1.5kg ဒီလိုသုံးလည်းရတယ်ဒါတော့သူကပို့ပြီးတော့ဟိုမမာလေးပြစ်ပြစ်လေးလူချင်တာပေါ့အဲ့တော့ကျွန်တော်တို့ရှူဂါမကြိုက်ရင်တော့ဒါကတော့ short လို့ရပါတယ်ရှူဂါမကြိုက်ရင်ကျွန်တော်တို့အခုဘတ်တာ 1kg ထည့်ရင်ရှူဂါကို400တို့500တို့300တို့ဒါမျိုးတွေထည့်လဲဖြစ်ပါတယ်ဓာတ်ပုံလုံးကြီးကတော့အရန်လွယ်ပါတယ်ဒါအားလုံးထဲမှာသူကတော့အလွယ်ဆုံးပေါ့နော်သုံးတာတော့ကျွန်တော်တို့အမှန်တော့ပဲတယ်သုံးရင်တော့ပိုကောင်းတာပေါ့ဒါပေမဲ့ဘတ်တာကိုကျွန်တော်တို့အတုံးသေးသေးလေးတွေနဲ့ပျော့လေးဆိုတာဒီအရန်လဲပြောတာမဟုတ်ဘူးဒီလိုကင်ကြည့်လိုက်လို့ရှိရင်ခဲခဲလေးတွေရှိနေရမယ်เนาะအဲ့ဒီအနေထားမျိုးသုံးရင်ပိုကောင်းပါတယ်ကျွန်တော်တို့ဒီဘတ်တာလေးတွေအတုံးအထဲလေးတွေလုပ်ပြီးတော့ထည့်မယ်အဲ့တော့အရင်ဆုံးဒီဘတ်တာရယ်စားရယ်ဒီဗနီလာအက်ဆန်ရယ်เนาะတကြားကိုတစ်ခါတည်းထည့်ရိုက်လေရပါတယ်ဒါပေမဲ့ကျွန်တော်အခုတကြားကိုပြီးမှရိုက်မယ်ဘတ်တာနဲ့ဘတ်တာကိုအရင်ကျွန်တော်တို့နည်းနည်းလေးဖြူလာအောင်ခရင်လိုဖြစ်လာအောင်ရိုက်မယ်ပြီးမှတကြားကိုထည့်ပြီးတော့ရောရိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာစီကိုဖြည်းဖြည်းချင်းစမယ်
အဲ့တော့ဒီလိုခရင်လိုဖြစ်လာတဲ့အတိုင်းအတာလေးရရင်ကျွန်တော်တို့ဒီ powder sugar ကိုထည့်လို့ရပါပြီ powder sugar ကိုထည့်တဲ့အချိန်မှာနည်းနည်းသတိထားဖို့ကတကယ်လို့ powder sugar တွေဟာကျွန်တော်တို့အစစ်လေးတွေအခဲလေးတွေဖြစ်နေမယ်ဆိုလို့ရှိရင်စကားစစ်ပြီးတော့ထည့်ပြီးလို့လိုပါအစစ်အခဲလေးတွေမရှိဘူးဆိုရင်တော့ဒီတိုင်းထည့်လို့ရပါတယ်ထဲမှာနည်းနည်းအခဲလေးတွေရှိနေတဲ့အတွက်ဟိုဥစားပေါ့စကားစစ်ပြီးလို့လိုပါတယ်နော်အဲ့တော့အခုဒီဆက်ထဲကို power sugar တွေထည့်ပြီးနော်ထည့်တဲ့အချိန်မှာကျွန်တော်တို့ဒီ slow speed လေးနဲ့ပေါ့သွားလို့လည်းရပါတယ်အဲ့ပြီးကျွန်တော်တို့ဒီ high speed တင်လို့ရပါတယ်အဲ့ပြီးကျွန်တော်တို့ဘတာခရင်တွေပါရိုက်တဲ့အချိန်မှာဘေးကိုဘတာတွေကတ်နေတဲ့ဟာတွေတစ်ချက်ချက်ဆွဲချပြီးဖို့လိုတယ်ဒါမှမဟုတ်ဘတာအတုံးအခဲလေးတွေဖြစ်နေဘူးဆိုလို့ရှိရင်သုံးလို့အဆင်မပြေပါဘူးအဲကြောင့်ဒါမျိုးဘေးတွေကိုတစ်ချက်ချက် spatula နဲ့ပြန်ဆွဲချပြီးဖို့လိုတယ်အဲကျွန်တော်တို့ဘတာခရင်ဒီလိုအနေအထားမျိုးလေးတွေရရင်နွားနို့ထည့်လို့ရပါတယ်အဲ့တော့နွားနို့ထည့်တဲ့အချိန်မှာလည်းအဲ့လိုပဲကျွန်တော်တို့ slow speed လေးထားပြီးတော့နွားနို့ဖြည်းဖြည်းချင်းထည့်မယ်ပြီးမှနွားနို့ကုန်သွားလို့ရှိရင် high speed ကိုပြန်တင်မယ်ဒီ1မိနစ်ဝန်းကျင်လောက်မှုပြီးရင်အဆင်ပြေပါတယ်တော့နွားနို့ထည့်ပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီဘေးလေးမှာတချို့နေရာလေးနွားနို့မထိတဲ့နေရာလေးရှိတယ်အဲ့တော့ဒီဘေးတွေကိုပြန်ဆွဲချပြီးပါဒါကျွန်တော်တို့ဘတာခရင်လေးကသုံးဖို့အဆင်သင့်ဖြစ်နေပါပြီဒီလိုအနေအထားမျိုးလေးပေါ့နော်ဒါကျွန်တော်တို့အခုဒီ American butter cream လေးကသုံးဆွဲလို့ရတဲ့အနေအထားမျိုးမှာရှိနေပြီ Italian butter cream တို့ French butter cream တို့ American butter cream တို့ကြွားချမှုလေးတွေနည်းနည်းရှိတယ်ထုတ်ပုံကိုင်ပုံလေးတွေလည်းမတူဒီ cream သားလေးတွေလည်းမတူဘူးပေါ့အဲ့တော့ဒီ American butter cream လေးကကျွန်တော်တို့တခြား cream တွေနဲ့စာရင်လှုပ်ရတာလွယ်ကူတယ် chocolate cream လုပ်မလား strawberry cream လုပ်မလားကျွန်တော်တို့ဒီ coffee cream တို့ဘာလို့ကိုကြိုက်တာလေးကိုရောစပ်ပြီးတော့သုံးလို့ရတယ်နောက်တစ်ခုကဒါလည်းအဲ့လိုပဲကျွန်တော်တို့အပြင်မှာထားလို့ရတယ်ဒီ room temperature နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့10ရက်နဲ့2ပတ်ဝန်းကျင်လောက်ထားလို့ရတယ်ရေရှည်သုံးရင်တော့ရေခဲတစ်တာထဲမှာထည့်ပြီးတော့တိမ်ပေးရမယ်တေချာ plastic လေးနဲ့အုပ်ပြီးတော့အဲ့ပြီးမှကျွန်တော်တို့3ခါနီးမှတနားရီလောက်ကြိုပြီးတော့အပြင်မှာထုတ်မယ်ထုတ်ပြီးတော့နည်းနည်းလေးခရင်သားလေးတွေပျော့လာမှကျွန်တော်တို့ဒီ whip နဲ့ပေါ့မွေပြီးတော့မှကျွန်တော်တို့သုံးချင်တဲ့ဟာလေးတွေဆက်သုံးလို့ရပါတယ်ခုနကကျွန်တော်တို့ butter cream တွေ3မျိုးလုပ်ခဲ့ပြီးသွားပြီအခုကတော့ကျွန်တော်ဆက်ပြီးတော့ဒီ sweet marine နဲ့ပတ်သက်တဲ့ cream လေးကိုလုပ်ပြပါမယ်အဲ့တော့ double boiler လုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီအိုးထဲမှာရေထည့်ထားတယ်ဒီရေနဲ့ဒီစလုံးနဲ့ထိလို့မရပါဘူးထိလို့ရှိရင်ဒါကြက်ဥတွေကြက်သွားနိုင်တယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီအဓိကတော့ရေမွေးနဲ့ပဲကျွန်တော်တို့အပူပေးပြီးတော့ကြက်ဥကာနဲ့တကြားကိုပြောင်းအောင်လုပ်ရမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ကြက်ဥကာကိုသုံးမယ်ဆိုလို့ရှိရင်ဘိုးတွေကျွန်တော်တို့လုံးဝတစ်ရှူတဲ့သုံးရမယ်အားလုံး6ပြည့်ရှိရမယ်ဒီ whip တွေပဲအဲ့လိုပဲဘာပေလို့မရဘူးအဲ့တော့ဒီထဲမှာကျွန်တော်တကြားရဲ့ကြက်ဥကာရထည့်မယ်ပြီးတော့ cream of tartar ပေါ့နော်အဓိက cream of tartar မရှိတော့ကျွန်တော်တို့ lemon juice တို့တခြားချိန်နဲ့အရေးတစ်ခုခုထည့်ပြီးလို့ရတယ်အခုတော့ကျွန်တော် cream of tartar ထည့်မယ်အဲ့တော့ဒီ3ခုလုံးကျွန်တော်ရေနွေးထဲမှာကျွန်တော်စိတ်မယ်စိတ်ပြီးတော့တကြားပျော်လာတဲ့အထိဒါမျိုးမွေမယ်နော်နောက်ကျွန်တော်တို့ဒီလိုတစ်ချက်ချက်စမ်းကြည့်ပေါ့နော်တကြားခဲလေးတွေရှိသေးတော့ပြန်ပြီးတော့ဆက်မွေပြရအောင်အဲ့တော့ကျွန်တော်တို့ဒီဟာလေးတွေကတကြားခဲလေးတွေကြည်သွားတဲ့အထိပေါ့နော်တော့တကြားခဲလေးတွေကျွန်တော်တို့ဆန်းလို့မရှိတော့ဘူးဆိုရင်ဆက်ပြီးတော့ကျွန်တော်တို့ဆက်နဲ့ကြိုက်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီဆက်ထဲထည့်ပြီးတော့ဆက်မွေရပါမယ်အဲ့တော့ကြက်ဥကာလေးပါလေးမွေလို့ရှိရင်ကျွန်တော်တို့ high speed နဲ့ပဲမွေမယ်ကျွန်တော်တို့ဒီမှာကြိုက်တဲ့အတိုင်းအတာအနေထားလေးက ready ဖြစ်ပါပြီเนาะဒါမျိုးကြက်တွေနှုတ်ပြီးလို့ရှိနေရမယ်အချွန်အတက်လေးနဲ့ပေါ့နော်လေးစီစီတက်တောက်လေးရှိနေပါအဲ့တော့ကျွန်တော်တို့ဒီ Swiss Marine လေးက Italian butter cream နဲ့တရန်တူတယ် Italian butter cream တော့ကတော့ကျွန်တော်တို့ဒီကြက်ဥကာရိုက်တဲ့အချိန်မှာပုံစံတစ်မျိုးနဲ့ရိုက်တယ်ဒီ Swiss Marine မှာတော့ကြက်ဥကာကိုပုံစံတစ်မျိုးနဲ့ရိုက်တာပေါ့နော်ကြက်ဥကာပါဝင်တာချင်းရတော့တူတယ်နောက်တစ်ခုကတော့ဒီ marine မှာတော့ butter မပါဘူးပေါ့နော်ဒါပေမဲ့ဒီ marine ပဲကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင်သုံးလို့လည်းအဆင်ပြေပါတယ်လုပ်လို့လည်းရပါတယ် cream အနေနဲ့နော်အဓိကတော့အထဲထဲမှာ marine ကတော့ကြက်ဥကာနဲ့တကြားနဲ့ပဲပါတဲ့အတွက်စားသုံးသူတွေအတွက်ကတော့ဒါအစီရပါလိမ့်မ
မရှိဘူးပေါ့မရှိတဲ့အတွက်ဒါကျမ်းမာရေးနဲ့ပို့ပြီးတော့ညှို့စေပါတယ်အဲ့တော့ကျွန်တော်တို့အခုနလုပ်တဲ့အီတာလီယန်ဘတ်တာခရင်လိုပဲပထမပိုင်းအီတာလီယန်မရင်းလုပ်တယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ဘတ်တာထည့်လိုက်တယ်အဲ့ဒီအချိန်မှာအီတာလီယန်ဘတ်တာခရင်ဖြစ်သွားတယ်ဒီဆွစ်မရင်းမှာလည်းဒီတိုင်းပါပဲကျွန်တော်တို့အခုဒါနီလန်တစ်ခုနဲ့မရင်းကိုကျွန်တော်တို့လုပ်ပြီးပြီဒီထဲမှာဆက်ပြီးတော့ဘတ်တာကိုကျွန်တော်တို့ဆက်ပြီးတော့ထည့်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီလိုပဲဆွစ်ဘတ်တာခရင်ပြန်ဖြစ်သွားပါတယ်အဲ့တော့ကျွန်တော်တို့ပရိသတ်တွေအဆင်ပြေတဲ့နီလန်နဲ့လောက်ကင်နိုင်ဖို့အတွက်ဒါလေးကိုကျွန်တော်မျှဝေလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့အခုချိန်မှာကျွန်တော်တို့ဘတ်တာခရင်3မျိုးနဲ့ဒီမရင်းခရင်4မျိုးရပါပြီဒီဟာလေးတွေကိုကျွန်တော် cupcake ပေါ်မှာ piping bag လေးနဲ့ပြန်ပြီးတော့ဆွဲပြပါမယ်အခုကျတော့ဒီ butter cream တွေကို piping bag လေးထဲမှာထည့်တယ်ဒီထိပ်မှာကိုကြိုက်တဲ့ nozzle တွေတုံးပြီးတော့ထည့်လို့ရတယ်တခြားအယောင်တွေစိုးပြီးတော့သုံးလို့ရပါတယ်ဒီ cream လေးကိုအဲ့တော့အခုကျွန်တော်ဒီ cupcake လေးတွေပေါ်မှာဒါလေးကတော့ကျွန်တော် marine ကိုသုံးထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဒါလေးကိုမီးနဲ့မြိုက်ထားတယ်နောက်တစ်ခုကဒါလေးကတော့ကျွန်တော် French butter cream ကိုသုံးထားတယ်အယောင်လေးကနည်းနည်းပို့ပြီးတော့ဝါတယ်နောက်တစ်ခုကတော့ဒါကျွန်တော်တို့ Italian butter cream ပေါ့နော် Italian butter cream လေးကတော့သူကပို့ပြီးတော့ရှိတယ်အားလုံးနဲ့စားလို့ရှိရင်နောက်ဆုံးတစ်ခုကတော့ butter icing ပဲဖြစ်ပါတယ်အဲ့တော့ butter icing ကတော့စင်စွယ်ရောင်လေးလိုရှိပါတယ်အဲ့တော့ပရိသတ်တွေအားလုံးကိုဒီ butter cream လေးတွေလုပ်ဖို့လုပ်နည်းလေးတွေအခြေခံကြကြရှင်းပြထားတဲ့အတွက်စူးစမ်းပြီးတော့လိုက်လုပ်နိုင်မယ်လို့ထင်ပါတယ်ကိုလှုပ်ချင်တဲ့ cake တွေမှာကိုသုံးချင်တဲ့ butter cream အမျိုးအစားတွေသုံးနိုင်ဖို့အတွက်ဒီအခြေခံလေးတွေကိုတင်ပြလိုက်ခြင်းဖြစ်ပါတယ်အားလုံးလည်းလိုက်လုပ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်